ခုမြင်နေရတာကတော့ခုနမြို့ဟိုတဲဤဘူတာပဲဖြစ်ပါတယ်ဟိုတဲဤဘူတာကနေပြီးတော့လာပါတိတိပိုးရတနာကြောင်းသွားမယ်ဆိုရင်7 မိနစ်အချိန်ပေးရပါတယ်ဒါဟိုတဲဤခြေမှာရှိတဲ့ရုပ်ထုလေးပေါ့နော်ဓာတ်ပုံရိုက်လို့လည်းရပါတယ်ဘူတာကနေပြီးတော့လမ်းလျှောက်မယ်ဆိုရင်ဒီလိုတရားလေးတွေ့ရပါပါတယ်ဘေးပဝန်းကျင်မှာဆိုရင်ဂျပန်တင်းချိုင်းလေးတွေနောက်သူတို့အပြင်းပေးဟင်းတင်းရွက်စိုက်ခင်းလေးတွေမြင်နေရမှာပဲဖြစ်ပါတယ်လမ်းလျှောက်လို့လည်းအင်မတန်အဆင်ပြေပါတယ်အခုမြင်နေတာကတော့လာပါတိပိုးရတနာကျောင်းရဲ့စင်တူတော်ပဲဖြစ်ပါတယ်မိသူမဆိုလာရောက်ပူမြော်နိုင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ